ကဘာမှာစမ်းတစ်တီထွင်မှုအရှိဆုံးနိုင်ငံကဘယ်နိုင်ငံလဲဆိုတာသိပါသလားလူများစုကအမေရိကန်ဒါမှမဟုတ်တရုတ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့အမှန်တကယ်နံပါတ်1နေရာကို10နှစ်ကျော်ဆက်တိုက်တင်ထားတဲ့နိုင်ငံကတော့ဆွစ်ဇာလန်နိုင်ငံဖြစ်ပါတယ်လူဦးရေက9တန်းလောက်ပဲရှိတဲ့ဒီနိုင်ငံလေးကဘာကြောင့်ဒီလောက်အောင်မြင်နေရတာလဲအကြောင်းရင်းကအဓိက4ချက်ရှိပါတယ်ပထမအချက်ကတော့ပညာရေးနဲ့သုတေသနမှာငွေကြီးကြီးမားမားရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံဟာ GDP ရဲ့ရာခိုင်နှုန်းအတော်များများကိုပညာရေးနဲ့သုတေသနအတွက်အသုံးပြုပါတယ်ဒါကြောင့်တက္ကသိုလ်တွေကထွက်လာတဲ့စိတ်ကူးတွေဟာစာအုပ်ထဲမှာပဲမနေပဲလက်တွေ့ထုတ်ကုန်တွေဖြစ်လာနိုင်ပါတယ်ဒုတိယအချက်ကတော့ကမ္ဘာ့တော်ဆုံးပညာရှင်တွေကိုဆွဲဆောင်နိုင်ခြင်းဖြစ်ပါတယ်နိုင်ငံခြားကျွမ်းကျင်ပညာရှင်တွေကိုအလုပ်လုပ်ခွင့်ပေးထားတာကြောင့်နိုင်ငံထဲမှာအိုင်ဒီယာအသစ်တွေအမြဲပေါ်ပေါက်နေပါတယ်တတိယအချက်ကတော့ Deep Tech လို့ခေါ်တဲ့ AI စက်ရုံနည်းပညာဇီဝနည်းပညာတွေမှာအာရုံစိုက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပါတယ်နောက်ဆုံးချက်ကတော့နိုင်ငံရေးတည်ငြိမ်မှုနဲ့အရေးအသွေးကိုဦးစားပေးတဲ့ယဉ်ကျေးမှုဖြစ်ပါတယ်ဒီအချက်တွေကြောင့်ဆွစ်ဇာလန်နိုင်ငံဟာလူဦးရေနေပေမဲ့ကမ္ဘာ့စမ်းတစ်တီထွင်မှုနံပါတ်1နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေတာပါဒီအောင်မြင်မှုကပြတ်တက်နေတဲ့အချက်တစ်ခုကတော့နိုင်ငံတနိုင်ငံတိုးတက်ဖို့လူဦးရေအများကြီးမလိုပါဘူးပညာရေးကိုရင်းနှီးမြှုပ်နှံပြီးတီထွင်ဖန်တီးမှုကိုအားပေးနိုင်ရင်ကမ္ဘာထိပ်တန်းကိုရောက်နိုင်ပါတယ်ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်